ချစ်ခင်လေးစားအပ်ပါသောနိုင်ငံသူနိုင်ငံသားသွေးချင်းညီကိုမောင်နှမများနဲ့နိုင်ငံတကာတွင်ရောက်ရှိနေသောသွေးချင်းများအားလုံးမြတ်နှစ်သက်ခါတရားမှာစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနှင့်ပြည့်စုံပြီးလုံအဆန္ဒများပြည့်ဝကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်မင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်မြတ်နှစ်သက်ခါတရားမှာဖွဲ့စည်းပေါ်ပေါက်လာတဲ့ဂျာကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ National Unity Government NUG ကိုစားနှုတ်ဆက်စကားပြောခွင့်ရတဲ့များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်ဆရာနာရှင်ကိုငြိမ်းချမ်းစွာဆန္ဒပြရင်းကြဆုံးခဲ့ရတဲ့တရေကောင်းများနဲ့ကြံရစ်သူမိသားစုဝင်များထိခိုက်ဒဏ်ရာရရှိကြသူများမတရားဖန်ဆီးထိန်းသိမ်းခံရပြီးညှင်းဆဲနှိပ်စက်ခံရသူများနိုင်ငံနိုင်ရမယ်ဆိုတဲ့ပြင်းပြသောစိတ်ဆန္ဒနဲ့နီလန်ပေါင်းစုံသုံးပြီးစစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့လူငယ်မျိုးဆက်များဝန်ထမ်းများပြည်သူပြည်သားများအားလုံးကိုဒီနေရာကနေဥညွတ်အလေးပြုပါတယ်ကျွန်တော်နိုင်ငံဟာ1962ခုနှစ်မတိုင်မီကချမ်းသာကြွယ်ဝပြီးအရှေ့တောင်အာရှနိုင်ငံများရဲ့အတူယူအားကျဖွယ်ရာနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်1962ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းယူပြီးပုံစံအမျိုးမျိုးနဲ့ဆယ်စုနှစ်များစွာအုပ်ချုပ်လာခဲ့တာကြောင့်ကမ္ဘာအဆင်းရဲဆုံးနိုင်ငံများစည်းဝင်နိုင်ငံဖြစ်ခဲ့ရပြီးဒီမိုကရေစီစနစ်ဟာလည်းစိတ်သုံးခဲ့ရပါတယ်ဒီအခြေအနေကိုလူလားမှုမရှိကြတဲ့နိုင်ငံသူနိုင်ငံသားတိုင်းရင်းသားတော်လှန်ရေးဖွဲ့များဟာနှီးမျိုးစုံနဲ့ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်ဒီလိုဆန့်ကျင်တော်လှန်ခဲ့ရပြီးမဲ့လည်းစစ်အာဏာရှင်တွေဟာ၎င်းတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်လုပ်ပိုင်ခွင့်ပုံမရရှိပြီး၎င်းတို့ကိုအကွာအကွယ်ပေးထားတဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုနိုင်ဖို့ဆောင်ရွက်ခဲ့ကြပါတယ်။နာဂစ်မုန်တိုင်းကြောင့်ပြည်သူများတည်ကြည်ပျက်စီးပြီးအတိဒုက္ခရောက်ခဲ့နေသည့်များကိုအလေးနဲ့မထားဘဲ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတင်းကျပ်ပြဋ္ဌာန်းခဲ့ပါတယ်။ထိုအခြေခံဥပဒေကိုအခြေခံကစစ်ဗိုလ်ချုပ်ကြီးများကိုအရက်ဝတ်လဲစေပြီးအရက်သားအစိုးရအသွင်ပြောင်းလဲအုပ်ချုပ်ခဲ့ပြန်ပါတယ်။ထိုကဲ့သို့စစ်ဗိုလ်ချုပ်ကြီးများကိုအသွင်ပြောင်းအုပ်ချုပ်စေမှုကိုမနှိမ့်မြို့ကြတဲ့နိုင်ငံသူနိုင်ငံသားများဟာ2015ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ၎င်းတို့လူလားသူများကိုမဲပေးရွေးချယ်တဲ့အတွက်စစ်မှန်တဲ့ပြည်သူ့အစိုးရတရားပေါ်ပေါက်လာခဲ့ပါတယ်။ပြည်သူ့အစိုးရဟာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြလို့အခြေခံအဆောက်အုံဖြစ်တဲ့လမ်းတရားများကောင်းမွန်တိုးတက်လာပြီးသွားရေးလာရေးအဆင်ပြေလွယ်ကူလာသလိုလျှက်စစ်မီးဟာလည်းကျေးလက်ဒေသများအထိရရှိလာခဲ့ပါတယ်။နိုင်ငံစီးပွားရေးဟာလည်းအထိုက်လျောက်တိုးတက်လာလို့နိုင်ငံရေးနဲ့ Federal Democracy ဖော်ဆောင်ရေး2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကိုလည်းအတက်နိုင်ဆုံးဆောင်ရွက်ခဲ့ပါတယ်။နိုင်ငံသူနိုင်ငံသားသွေးချင်းညီကိုမောင်နှမများခင်ဗျာ2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာနိုင်ငံရေးရည်ကြီးပြည့်ဝမြင့်မားနေတဲ့ပြည်သူပြည်သားများဟာပြည်သူအစိုးရကိုယ်စားလှယ်များကိုသာဆက်လက်ပြီးတခဲနဲ့မဲပေးရွေးချယ်ခဲ့ကြပါတယ်။ပြည်သူလူထုရွေးချယ်တင်မြှောက်ခဲ့ပြီးပြည်သူကိုယ်စားလှယ်များကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသိမှတ်ပြုခဲ့ပြီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တတိယကြိမ်လွှတ်တော်များစတင်ကျင်းပရန်ပြင်ဆင်နေစေကာလမှာပဲအာဏာလောဘရမဲ့ကြီးမားလွန်းလာတဲ့စစ်အာဏာရှင်စုကလက်နက်အားကိုဖြင့်နိုင်ငံတော်အာဏာကိုလူယူပြီးနိုင်ငံတော်ရဲ့အနာဂတ်ကိုဖျက်ဆီးခဲ့ကြပါတယ်။ရောင်ကြီးထွန်းသစ္စာမြန်မာဒီမိုကရေစီအာရုံဟာလည်းအမှောင်ဖုံးလွှမ်းခဲ့ရပြန်ပါတယ်။တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုရောက်ရှိနေတဲ့အခြေအနေရရဟာလည်းပြတ်သုံးခဲ့ရပါတယ်။ဒါကြောင့်ထိုအခြေအနေဆိုးများကိုလုံးဝလက်မခံနိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားများဟာလူမျိုးဘာသာမျိုးလူဒန်းစားမျိုးအသက်အရွယ်မျိုးအာဏာရှင်စနစ်ကိုငြိမ်းချမ်းစွာဆန္ဒပြတော်လှန်ခဲ့ကြပါတယ်။ဒီလိုငြိမ်းချမ်းစွာဆန္ဒပြတော်လှန်ခဲ့သူများကိုစစ်အာဏာရှင်နဲ့လက်ပါစီများကလူသားစိတ်ကင်းမဲ့စွာအကြမ်းဖက်ဖျက်ဆီးခြင်းညှဉ်းပန်းနှိပ်စက်ခြင်းတပ်ဖြတ်ခြင်းများဖြင့်ပြည်သူလူထုပိုင်ဆိုင်မှုများကိုလည်းလူယူဖျက်ဆီးခြင်းနေအိမ်နှင့်အဆောက်အဦများတွင်သို့ဖျက်ဆီးဝင်ရောက်ကာ
ကလေးတင်ငယ်ပြောင်းကိုမကြမ်းတပ်ဖြတ်ခြင်းအိမ်သူအိမ်သားများကိုနှိပ်စက်ခြင်းများကိုလည်းနှိညာမရွေးဆောင်ရွက်ခဲ့ကြပါတယ်ထိုကဲ့သို့ဆက်အာဏာရှင်များကလူသားမဆန်စွာပြုမှုဆောင်ရွက်နေကြတော့လဲနိုင်ငံတော်လုံးရှိပြည်သူများအနေဖြင့်တွန့်ဆုတ်ကြောက်ရွံ့ခြင်းမရှိဘဲတတ္တိရှိရှိငြိမ်းချမ်းစွာတော်လှန်ဖီဆန်ခဲ့ကြပါတယ်ထို့ပြင်အနေနဲ့ရရှိဝန်ထမ်းများပြည်သူများနဲ့အတူနိုင်ငံတကာရောက်သွေးကြီးညီနောင်များကပါဟန်ချက်ညီညီဖြင့်အကြမ်းမဖက်အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှု Civil Disobedience Movement CDM ပြုလုပ်ကာဆက်အာဏာရှင်တို့ရဲ့အုပ်ချုပ်ရေးရန်တရားရပ်တန့်ပြတ်ပြားစေရန်ပြုလုပ်နိုင်ခဲ့ကြပါတယ်ဒါဟာခေတ်ဆက်ဆက်အာဏာရှင်ကိုတော်လှန်ခဲ့ရတဲ့သမိုင်းတစ်လျှောက်မှာမကြုံစဖူးခိုင်မာတောင့်တင်းလာတဲ့စီးလုံးညီညွတ်မှုကိုပြသနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီချိန်ကဟာစစ်အာဏာရှင်စနစ်အမြင့်ပြုတ်တိုက်ဖြတ်ရန်အတွက်အခွင့်အခါကောင်းလို့ဆိုရမှာဖြစ်ပါတယ်။နိုင်ငံသူနိုင်ငံသားသွေးကြီးညီကိုမောင်းနှမများခင်ဗျာ။တိုင်းရင်းသားပြည်သူများအနေနဲ့စီးလုံးညီညွတ်စွာစစ်အာဏာရှင်စနစ်ကြဆုံးမှုတော်လှန်နေတဲ့အချိန်မှာပြည်သူလူထုကရွေးမြောက်တင်မြှောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်များကလည်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဖွဲ့စည်းခဲ့ကြပါတယ်။လွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးပါတီများ CDM လှုပ်ရှားမှုတွင်ပါဝင်နေကြသူများအထူးသပိတ်အင်အားစုများအမျိုးသမီးနဲ့လူငယ်အသင်းဖွဲ့များအရက်ဖက်လူဖွဲ့စည်းများတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့စည်းများတိုင်းရင်းသားအစုဖွဲ့များနဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီတို့ဟာအကြိမ်ပေါင်းများစွာဆွေးနွေးညှိနှိုင်းပြီး Federal Democracy ပြည်ညင်ကိုအတည်ပြုရေးဆွဲထုတ်ပြန်နိုင်ခဲ့ပါတယ်။အဲ့ဒီပြည်ညင်မှာ Federal Democracy ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ရှေ့ဆက်ဆောင်ရွက်မယ့်နိုင်ငံရေးလုပ်ငန်းစဉ်များ Federal ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရမှာအခြေခံရမယ့်အခြေခံမူများပါဝင်ပါတယ်။ဆိုပါပြည်ညင်ရအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ National Unity Consultative Council NUCC ပေါ်ပေါက်ခဲ့ပြီးထိုကောင်စီညှိနှိုင်းကြီးကြပ်မှုဖြင့်ဂျာကာလာအမျိုးသားညီညွတ်ရေးအစိုးရ National Unity Government NUG ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မှာပြည်သူလူထုထောက်ခံမှုကိုရရှိထားသောရွေးချယ်တင်မြှောက်ခံနိုင်ငံတကာအသိအမှတ်ပြုနိုင်ငံကောင်းဆောင်များလွှတ်တော်ကိုယ်စားလှယ်များတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများရဲ့ထောက်ခံမှုရရှိထားသူများတိုင်းရင်းသားဖွဲ့စည်းများမှကိုယ်စားလှယ်များတတ်သိကျွမ်းကျင်ပညာရှင်များအမျိုးသမီးများလူငယ်များနဲ့ဖွဲ့စည်းထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့မဟာဗျူဟာလုပ်ငန်းများအပါအဝင်လုပ်ငန်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်ရမှာအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့တိုင်ပင်ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဟာလက်ရှိမြန်မာနိုင်ငံရေးမှာအရေးကြီးတဲ့အခမ်းအနားကပါဝင်နေပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ပတ်သက်၍လည်းကောင်စီကိုစားမင်းကိုနိုင်ကပြည်သူတို့အစီအခံတင်ပြပြီးဖြစ်ပါတယ်။နိုင်ငံသူနိုင်ငံသားသွေးကြီးညီကိုမောင်းနှမများခင်ဗျာ။ခုချိန်ဟာစစ်အာဏာရှင်နဲ့၎င်းတို့ရဲ့လက်ပါစီများကနှီးမျိုးစုံနဲ့နေစဉ်ရက်ဆက်အကြမ်းဖက်မှုများကိုဥရိမဲ့ဆောင်ရွက်နေကြတဲ့အတွက်ပြည်သူများရဲ့အသက်အိုးအိမ်စည်းစိမ်များမှာလုံခြုံမှုမရှိတော့ဘဲကြီးလန့်စာစားနေထိုင်ရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်ဒီလိုအခြေအနေဆိုးတွေကနေလုံမြောက်နိုင်စေဖို့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စရပ်များတွေတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများပါဝင်အဖွဲ့အစည်းပေါင်းစုံနဲ့ဆွေးနွေးညှိနှိုင်းအကောင့်ထဲပေါ်ဆောင်ရွက်နေပါတယ်ဒါအပြင်စစ်အာဏာရှင်အမြင့်ပြုတ်ကျရေးအတွက်၎င်းစစ်အာဏာရှင်မတရားမဲ့ပြုကျင့်မှုကြောင့်နစ်နာဆုံးရှုံးခဲ့ရတဲ့ပြည်သူများအတွက်၎င်းအကြမ်းမဖက်အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုတွင်ပါဝင်ဆောင်ရွက်ခဲ့သဖြင့်အခက်အခဲများနဲ့ရင်ဆိုင်နေရသောဝန်ထမ်းများအတွက်၎င်းစစ်အာဏာရှင်တို့မှတိုင်းရင်းသားကြီးရွာများကိုလေရင်ဖြင့်ဘုံကျဲတိုက်ခတ်၍ထွက်ပြေးတိမ်ရှုံနေရသောတိုင်းရင်းသားပြည်သူလူထုတွေ၎င်းအကူအညီများရရှိရန်ပြည်တွင်းပြည်ပရှိနိုင်ငံတကာအဖွဲ့အစည်းများနိုင်ငံအစိုးရများနဲ့ဆက်သွယ်၍ကြိုးစားဆောင်ရွက်နေပြီဖြစ်ပါတယ်။စစ်အာဏာရှင်တို့ကိုအထောက်ပံ့ဖြစ်စေမဲ့လုပ်ငန်းများအရင်းမြစ်များကိုရောပါချိနဲ့ထိန်းချုပ်နိုင်ရန်အတွက်လည်းပြည်သူများနဲ့အတူလက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါ့အပြင်ပြည်သူလူထုကိုဥပဒေမဲ့တပ်ဖြတ်ဖမ်းဆီးည
ညှင်းဆဲနေမှုများကိုကျူးလွန်ခဲ့ကြတဲ့စစ်ကောင်စီဝင်များနဲ့လက်ပါစီများကိုချွင်းချက်မရှိအရေးယူအပြည့်ပေးနိုင်ရန်အတွက်လည်းနိုင်ငံတကာအဖွဲ့အစည်းများအပါအဝင်အဖွဲ့အစည်းအသီးသီးနဲ့ဆောင်ရွက်သွားမှာဖြစ်သလိုဆောင်ရွက်နေစေဖြစ်ပါတယ်။အကြမ်းမဖက်အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှု CDM ကိုဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများကဆောင်ရွက်ခဲ့လို့စစ်အာဏာရှင်တို့အထိနာနေပြီဖြစ်တဲ့အတွက် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ဝန်ထမ်းများအနေနဲ့လည်းအောင်ပွဲရသည့်အထိဆက်လက်ဆောင်ရွက်ပေးကြပါရန်မြစ်တရက်ခံပန်ကြားလိုပါတယ်။ဆီယနာရှင်များပြုတ်ကြပြီးနိုင်ငံရေးအုပ်ချုပ်ရေးရန်ရပ်တွေကို CDM တွင်ပါဝင်လှုပ်ရှားခဲ့တဲ့ဝန်ထမ်းများကိုအခြေခံပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်။ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်များကိုကာကွယ်ဆောက်ရှုပ်ရန်ဂရုသစ္စာပြုထားတော်လဲဂရုသစ္စာပြုထားသည့်အတိုင်းလိုက်နာမှုမရှိဘဲပြည်သူများကိုတပ်ဖြတ်ညှင်းပန်းနှိပ်စက်နေတဲ့ရဲတပ်ဖွဲ့နဲ့စစ်တပ်ကိုလည်းပြည်သူများပေါ်သစ္စာရှိသည့်သူများဖြင့်အစားထိုးပြန်လဲဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်။ဆီယနာရှင်ပြုတ်ကြရေးအတွက်လူငယ်များပါဝင်ပြည်သူပြည်သားအားလုံးကဤမျိုးစုံဖြင့်စန့်ကျင်ဆောင်ရွက်နေကြသလိုကျွန်တော်တို့အစိုးရအဖွဲ့မှလည်းကျွန်တော်တို့နိုင်ငံပေါ်အကူအညီပေးနိုင်မည့်နိုင်ငံများအဖွဲ့အစည်းများနဲ့ချိတ်ဆက်ကဤမျိုးစုံနဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းအသိပေးတင်ပြဂရုပြုပါတယ်။ဆီယနာရှင်ပြုတ်ကြမှသာလျှင်သွေးမြေကြခဲ့အသက်ပေးခဲ့ရတဲ့သေကောင်းတွေညှင်းပန်းနှိပ်စက်ခံရတဲ့ပြည်သူတွေကိုကျေးဇူးဆက်ရာရောက်မှာဖြစ်ပါတယ်။အခုချိန်ကဟာဆီယနာရှင်အမြင့်ပြတ်ကွယ်ပြောက်စေဖို့တိုက်ပွဲဝင်ရန်အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့လည်းပြည်သူများနဲ့အတူညီညီညွတ်ညွတ်လက်တွဲဆောင်ရွက်သွားမှာဖြစ်သလိုပြည်သူများအနေနဲ့လည်းစိတ်ဝမ်းကွဲမှုမရှိဘဲနိုင်ကိုနိုင်ရမယ်ဆိုတဲ့အောင်စိတ်ကိုမွေးပြီးရဲရဲဝံ့ဝံ့ဆက်လက်တိုက်ပွဲဝင်ပေးကြပါလို့မေတ္တာရက်ခံပန်ကြားလိုပါတယ်။အောင်မြင်မှုရတဲ့ခါမှာလည်းကျွန်တော်တို့အစိုးရအနေနဲ့ပြည်သူပြည်သားများအားလုံးကိုကျေးဇူးပြန်ဆက်သွားမှာဖြစ်ပြီးတိုင်းရင်းသားပြည်သူတရက်လုံးလိုလားတောင့်တနေတဲ့ Federal Democracy ပြည်ထောင်စုကြီးတည်ထောင်နိုင်ရန်အတွက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနှစ်တကူခါသမ ्या မှာပေါ်ပေါက်လာတဲ့အမျိုးသားညီညွတ်ရေးအစိုးရတစ်ကိုတခဲနဲ့ထောက်ခံပြီးအစိုးရတစ်နဲ့အတူမြန်မာလူဦးတော်လှန်ရေးကိုအောင်ပွဲရသည့်အထိညီညီညွတ်ညွတ်နဲ့ဆက်လက်ပြီးတိုက်ပွဲဝင်ပေးကြပါရန်နဲ့ပြည်သူအလုံးလိုလားတဲ့အောင်မြင်မှုဟာလက်တကမ်းလူတို့ရောက်ရှိနေပြီဖြစ်ကြောင်းပြောကြားရင်နှိကုံချုပ်အပ်ပါတယ်။အရေးတော်ကိုအောင်ရမည်